နောက်တစ်ကောင်ကညီမလေးတယောက်ကပြောလာတာပေါ့နော်သူကတဲ့သူ့ရဲ့မြေကွက်ကလေးမှာသူကအိမ်လေးဆောက်ပြီးတော့သူတို့နေနေမှာသူ့ရဲ့ခေါင်းရင်းရဲ့ခြံကွက်လွတ်ကိုတဲ့မိသားစုတစုပြောင်းလာတယ်မျိုးသမီးနဲ့သားသမီးတွေနဲ့ပေါ့နော်အဲ့လိုပြောင်းလာတာတဲ့သူကအမျိုးသမီးကအိမ်ဆောက်တာပေါ့နော်အိမ်ဆောက်နေချိန်မှာသူကခြံစည်းရိုးလေးတောင်ဖြတ်ပေးလိုက်တယ်မလွတ်မှကြောက်လို့ပေါ့အဲ့ဒါနဲ့ညီမလေးသူကလည်းအဲ့မျိုးသမီးကလည်းသူ့ကိုခေါ်ပြောသူကလည်းရှိတာလေးပေးကြွေးပေါ့သူတို့လည်းများကတော့အလွတ်လွတ်တယ်လင်ရောမရအောင်ပေါ့ဒါပေမဲ့အဲ့ဒီမျိုးသမီးရဲ့ယောက်ျားကကိုရီးယားမှာလွတ်လွတ်တယ်အမျိုးသမီးကဘာလုံးမှမလုပ်ဘူးသူ့ယောက်ျားပို့တာလေးနဲ့ပဲသူစားတယ်ပေါ့သူ့အိမ်မှာခွေးလေးလည်းမွေးတယ်ပေါ့အဲ့ဒါနဲ့သူကခရီးတွေလေးများညောက်ခရီးထွက်ပြန်လာတယ်သူတခုခုလေးမြင်နေပေးတယ်ပေါ့နော်အဲ့ဒါနောက်တော့တဲ့သူ့အိမ်ကခွေးလေးဆုံးသွားတယ်ပေါ့သူ့ရဲ့ခွေးလေးကောင်ဆုံးသွားတယ်အားတဲ့သူပေးလိုက်တဲ့ဟာမှန်မြောက်ယူပြီးလွတ်ပစ်တယ်တဲ့မစားဘူးမသုံးဘူးပေါ့နော်အဲ့ဒါနဲ့သူ့အိမ်မှာသူ့အမေမျက်လုံးခွဲတယ်ပေါ့နော်ခွဲတယ်မိမျက်လုံးခွဲတယ်ဆိုတာလေတိတိနဲ့အိမ်ရှိမှာမိုက်တွေရှို့တယ်ပေါ့မီးရှို့တယ်ပေါ့အညှော်တွေအိမ်ထဲမှာဝင်တယ်ပေါ့နော်အဲ့ဒါတဲ့အမေကိုတကူတကပေါ့နော်တော်ပြီးတော့ဒီအညှော်ရှောင်ရတာပေါ့နော်အဲ့လိုပဲတဲ့စောင်းမြောင်းပြီးဆဲနေစောင်းမြောင်းပြောနေဘုပြောလို့ပြောနေမှလည်းမသိဘူးပေါ့နော်နောက်တော့တဲ့ရွှေရင်ကျော်ဆရာတွေပါခေါ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးတရေနေတာပဲလေသူတို့ညံလုတ်တယ်တဲ့အဲ့ဒါတဲ့တရက်ကြောင်နာမည်တက်ပြီးပါဆဲလာတာတဲ့အဲ့နဲ့ရက်ွက်ရုံသူတွတ်တိုင်နေပေါ့နော်တွတ်တိုင်တော့ရက်ွက်ရုံကသူ့ကိုခေါ်လာတော့ဘာလုပ်တာလဲ तू ကကျမကိုပေါ့နော်အောက်လန်းနဲ့လုတ်တယ်ပေါ့ तू ကဆုံးမပေါ့အဲ့လိုပြောတယ်အဲ့ဒါနဲ့ဟဲ့နင်ဟုတ်ရလားအတိတ်ပဲမရှိတာတွေပေါ့ရက်ွက်လူကျဒါဆိုငါလည်းစစ်ပေးလို့ရတယ်ငါလည်းအဲ့ဒီပညာငါလည်းတက်တယ်ပေါ့နော်ဆိုတော့အဲ့လိုဆိုတော့လက်မခံဘူးလေ तू ကဘာလုပ်လဲဆိုတော့ကောင်စီုံရှိရနေပြီးတော့တဲတဆုပ်ကိုတွားပြီးတော့ယူလာပြီးတော့ချိန်မဲတဲ့ငါ့ကိုလှုပ်ထားတဲ့လူပေါ့နော်ဘလို့ပေါ့တမိသားစုလုံးဘလို့ဖြစ်ဆိုရင်လည်းကြုံပါစီဘလို့ဖြစ်ဆိုရင်လည်းကွယ်လွန်ကြပါစေပေါ့အဲ့လူတွေပြောတာပေါ့ပြောတဲ့အခါမှာတဲ့ तू ကအဲ့ဒါနဲ့သူ့လှဲ့လေကြာ तू ကလည်းအဲ့ဒါဆိုပြန်ချိန်မဲတဲ့အမကိုလည်းကျမမဟုတ်တာဆိုရင်အမလည်းအဲ့တဲဆုပ်အတိုင်းပဲကျမကိုချိန်တဲ့အတိုင်းမလည်းပြန်ဖြစ်ပါစေအဲ့လိုပြောပြီးပြန်သွားတဲ့နောက်တော့သူတို့လင်မြန်းနေရောလည်းအဲ့အိမ်မှာအိမ်ငါးတင်ပြီးအဲ့မှာမနေတော့ဘဲနဲ့တခြားနေရာကိုပြောင်းတော့အဲ့ဒီမျိုးသမီးရဲ့အိမ်မှာလည်းတယောက်ပြီးတယောက်ဆုံးရတယ်ပေါ့နော်နောက်ဆုံးအဲ့မျိုးသမီးလည်းနေမကောင်းနေဖြစ်တယ်တဲ့အဲ့ဒီမျိုးသမီးရဲ့အကြောင်းကိုကြားရတာပေါ့နော်အရင်ရက်ွက်တွေမှာလည်း तू ကအဲ့လိုပဲစိတ်က तू ကအဲ့လိုစိတ်တိတ်မမှန်တဲ့ပုံပေါ့နော်ဘယ်သူနဲ့မှမတည့်ဘူးပေါ့အဲ့လိုမျိုးကြားရတယ်တဲ့ဒါဒီညီမလေးကသူ့ရဲ့အကြောင်းလေး तू ရင်ဖွင့်လာတာပေါ့နော်ဒါလေးကိုဘယ်လိုပြောမလဲဆိုတော့ဘုဟုတ္တအနေနဲ့ကျွန်မပြန်ပြီးတော့ပြန်တင်လိုက်တာပေါ့နော်